မနက်အလင်းရောက်ဝင်လာတဲ့ချိန်အိမ်ထဲကလီလူကတော့အိပ်ဆက်လွန်နေပါတယ်။မင်းကိုစိတ်ပြည့်လွန်တဲ့အကြည့်တွေနဲ့သာဂျိုကကြည့်နေပြီးမျက်နှာပေါ်မှာလေညကတညလုံးအိမ်မပြောခဲ့တယ်လို့ပြင်ပရက်နေမှုတွေအပြည့်ပေါ်လွင်နေပါတယ်။ညကဖြစ်ဖြစ်သမျှကိုမမမိတဲ့မင်းကတော့ဒီညအကိုကျိုးအိမ်ပြန်လာမှလားလို့မေးနေပေမဲ့ဂျိုကတော့မသေးချဘူးဆိုတဲ့စကားတစ်ခွန်းနဲ့တင်မင်းကိုကြောက်ကိုင်းထွက်ခွာခဲ့ပါတယ်။ဒါပေမဲ့ဒါဟာအခုမှစမဲ့မုန်တိုင်းရဲ့အစပဲဖြစ်ပါတယ်။အလုံးရောက်တဲ့အချိန်မှာတော့ဒရိုက်တာနဲ့တုံတို့အပြင်းထန်စကားများနေကြပါတယ်။တုံကသူ့ရဲ့မင်္ဂလာဆောင်အတွက်သတင်းစာရှင်းလင်းပွဲကိုရက်ရှိပေးဖို့တောင်းဆိုနေပြီးဒရိုက်တာကတော့လုံးဝလက်မခံပါဘူး။သူ့အတွက်ဒီပွဲဟာတယောက်ဆောင်တယောက်ထဲနဲ့မသက်ဆိုင်ပဲနောက်ွယ်မှာအလုံးလုံးနေတဲ့ရိုင်းနဲ့ရှိတဲ့ဝန်ထမ်းတွေနေစာအဖွဲ့သားတွေအားလုံးရဲ့စောင်းဝင်နေရေးကဒီရိုက်ကူးရေးပေါ်မူတည်နေတာပါ။ဒါကြောင့်ဒရိုက်တာရဲ့ဆုံးဖြတ်ချက်ကအရန်ကိုရိုးရှင်းပါတယ်။ပွဲကိုတော့မရွှေ့ပေးနိုင်ဘူးဆိုတဲ့စကားပါပဲ။ဒါပေမဲ့မမာနာတွေထောင်လွှားနေတဲ့တုံကတော့ထုံးစံအတိုင်းပဲသူမရှိရင်ဒီပွဲကဖြစ်မှာမဟုတ်ဘူးလို့အထင်နဲ့သူ့နေရာကိုအစားထိုးနိုင်တဲ့သူရှိရင်လည်းအစားထိုးလိုက်ပေါ့ဆိုပြီးစိတ်ခေါ်လိုက်ပါတယ်။ဒီစကားကဒရိုက်တာရဲ့ဒေါသမီကိုဓာတ်စီလောင်သလိုဖြစ်သွားပြီးဒရိုက်တာကဒေါသတက်ကြီးနေပဲတုံရဲ့နေရာကိုအစားထိုးဖို့ဂျိုရှိတယ်လို့ကြေညာလိုက်ကဂျိုကိုဇက်လိုက်မင်းသားနေရာကိုရှင်းရှင်းပေးလိုက်ပါတော့တယ်။ဒါကိုမြင်ရတဲ့အကူဝစ်ကစိုးရိမ်စိတ်အပြည့်နဲ့ဂျိုကိုတတိပေးပါတယ်။ဂျိုကတုံရဲ့နေရာကိုအစားထိုးဝင်ယူလိုက်ရင်တုံရဲ့ပြည်သက်တွေကဂျိုကိုအလွယ်တကူလက်ခံမှာမဟုတ်ဘူးလို့ပြောလိုက်တဲ့အချိန်မှာတော့ဂျိုရဲ့ရင်ထဲမှာမင်းနဲ့ပတ်သက်ခဲ့တဲ့နာကျင်စရာအတိတ်တွေကပြန်ပေါ်လာပါတော့တယ်။သူဟာမင်းရဲ့နှလုံးသားထဲမှာတုံရဲ့အစားထိုးအယုတ်တစ်ခုဖြစ်ခဲ့ရုံနဲ့မကပင်အခုအလုံးမှာပါတုံရဲ့အရေးအောက်ကယုံထွက်ပြီးသူလည်းတယောက်ဆောင်နေတယ်ဆိုတာကိုတသက်ပြချင်တဲ့စိတ်နဲ့အလုပ်ကိုလက်ခံလိုက်ပါတယ်။အကူဝစ်ကဂျိုကိုအမြင့်ဆုံးနေရာတိုးပို့ချင်တာမှန်ပေမဲ့ဒီလိုမျက်နှာဖုံးအစားထိုးပုံစံမျိုးနဲ့မဖြစ်စေချင်ပါဘူး။ဘာလို့ဒီလိုဆုံးဖြတ်ချက်မျိုးရှာလိုက်ရတယ်လဲလို့မေးလိုက်တဲ့အခါဂျိုကသူ့ရင်ထဲမှာမျိုးသိထားရတဲ့မင်းနဲ့ပတ်သက်တဲ့ပြည်နာတွေကိုဖွင့်ဟလိုက်ပါတော့တယ်။အချောင်းဆုံးကိုတီးသွားတဲ့အကူဝစ်ကလည်းဒီကိစ္စကိုပြပြတသားနဲ့ရှင်းပြရမယ်လို့အကြံပေးနေတော့မှပဲမင်းစီကနေဖုံးဝင်လာပါတယ်။အကူကျိုးအင်ပြန်လာမှလားလို့မျောလင်းတကြီးနဲ့မြင်လိုက်တဲ့မင်းရဲ့အတန်ကိုတော့ဂျိုကအေးဆက်ဆက်နဲ့ပဲတုံ့ပြန်ခဲ့ပါတယ်။မင်းကိုအထွတ်တွေအကုန်သိမ်းပြီးသူ့အိမ်ကနေအခုရှိချင်းထွက်သွားပြီးပါဆိုတဲ့ဒီစကားကြောင့်မင်းတယောက်ကတော့ရုတ်တရက်ဆွန့်အားသွားပြီးအကိုကကျွန်တော်ကိုညှင်ထုတ်နေတာလားလို့ဆိုကဒေါသတွေထွက်နေပါတော့တယ်။နောက်တနေ့မနက်မှာတော့မင်းကဂျိုရဲ့အလုပ်ထိကိုရောက်လာပြီးဂျိုကိုအတင်းဆွဲခေါ်သွားပါတယ်။ဘာဖြစ်လို့သူ့ကိုညှင်ထုတ်နေရတာလဲလို့အော်ဟိတ်မင်းမြန်းတဲ့အခါဂျိုကလည်းတိမခံနိုင်တော့ပဲခရစ်စမတ်ညကဖြစ်ပျက်တွေကိုအကုန်ထုတ်ပြောလိုက်ပါတော့တယ်။ဂျိုကတော့မင်းကသူ့ကိုတုံရဲ့အစားထိုးပြသဘောထားခဲ့တာမဟုတ်လား။တုံကတခြားသူ့ကိုလက်ထက်ခွင့်တောင်းလိုက်လို့အသေးကွဲပြီးသူ့စီရောက်လာတာမလားလို့ဒေါသတကြီးနဲ့မိကုန်းထုတ်လိုက်တဲ့အခါမင်းကတော့ချက်ရရမ်းပြီးဒါကသူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စမှုလို့အကိုကျဝင်ပါစရာမလိုဘူးလို့အထဆန်စွာညှင်းဆန်လိုက်ပါတယ်။ဒါပေမဲ့ဂျိုကတော့ပြတ်သားပါတယ်။သူဝင်ပါတာမဟုတ်ပဲဒီစိတ်ပြည့်စရာကောင်းတဲ့အဆက်ဆံရေးကြီးကိုအဆုံးသက်ရှင်ရုံပဲမင်းရဲ့မျက်နှာကိုလည်းထပ်မမြင်ချင်တော့ဘူးလို့ပြောလိုက်ပါတယ်။မင်းကတော့သူ့ရဲ့အတ္တကိုမလျှော့ပဲဂျိုကသူ့ကိုအမိန့်ပေးလို့မရပဲဂျိုကသာသူ့ရဲ့စကားကိုနားထောင်ပြီးအခုချက်ချင်းအိမ်ပြန်လာခဲ့ရမှာလို့စိုးအတင်လုံးနေတဲ့အချိန်မှာပဲစွန့်ရောက်လာပြီးဂျိုကိုမင်းရဲ့လက်ထဲကနေဆွဲထုတ်ပါတော့တယ်။ဒီနေရာမှာမင်းနဲ့စွန်းတို့နှစ်ယောက်စလုံးဒေါသအဟုန်နဲ့ရင်ဖြစ်နှစ်ပတ်လုံးကြပြီးဂျားကနေဝင်ဆွဲနေတဲ့ဒုက္ခများထိခိုက်မိပြီးမြေပြင်ပေါ်ကိုလဲကျသွားခဲ့ရပါတော့တယ်။ရှက်ရှက်ဆိုသလိုအကူဝေးရောက်လာပြီးအလောက်ခွေမှာဒီလိုကလေးကလားတွေမလုပ်ဖို့တတိပေးကဂျိုကိုလည်းဒီပြဿနာတွေကိုမြင်မြန်နဲ့ပြပြတသားရှင်းပြဖို့စူလိုက်ပါတော့တယ်။ညရောက်တဲ့အချိန်မှာတော့မင်းတယောက်နောက်တိုင်းရတဲ့ပုံစံနဲ့ဂျိုကိုသူ့မှားခဲ့ကြောင်းတောင်းပန်နေပါတယ်။ဒါပေမဲ့ဂျိုရဲ့မျက်လုံးတွေထဲမှာတော့သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းဟာပြီးဆုံးတော့ပြီဆိုတာအထင်ရှားပါပဲဂျိုကတော့သူတို့နှစ်ယောက်အတူရှိနေတဲ့အချိန်မှာတကယ်သာပျော်ရွှင်ခဲ့ရင်မင်းကဘာဖြစ်လို့တခြားသူရဲ့အကြောင်းကိုပဲအမြဲတွေးနေမှလဲလို့မေးခွန်းထုတ်လိုက်ပါတယ်မင်းကအကိုဂျိုသူ့ကိုမရှိတော့ဘူးလားလို့ငိုယိုတောင်းပန်နေပေမဲ့ဂျိုကတော့သူဟာဇာတ်လမ်းထဲမှာတင်တုံရဲ့အစားထိုးစက်တက်မင်းသားဖြစ်ခဲ့ရတာညီငွေ့နေပြီအပြင်မှာလဲတုံရဲ့ကိုပါအစားထိုးအဖြစ်မရှင်တန်ကျင်တော့ကြောင်းသူ့ကိုလက်လွတ်ပေးပါလို့ရင်နာစာနဲ့တောင်းဆိုနေခဲ့တာပါအတိအကျပဲထို့ချိန်မှာမင်းကိုတုံကဖုံးဆက်လာပြီးသူကအလုတ်ကနေထုတ်ပိတ်ခံလိုက်ရလို့ဂျိုကသူ့နေရာမှာဝင်ပြီးစွန်းနဲ့တူတရုတ်ဆောင်တော့မယ်ဆိုတဲ့အကြောင်းဂျိုကိုသူ့နေရာမှာအစားထိုးမဝင်နိုင်အောင်တားဆီးပေးနိုင်မှုမင်းစီကနေအကူအညီတောင်းနေတာပါဒါကိုကြားလိုက်ရတဲ့မင်းကဂျိုနဲ့စွန်းတို့အတူရှိနေမယ့်အရေးကိုတဝင်တို့မှုတွေပြင်းထန်လာပြီးမင်းညကအကိုဂျိုစွန်းနဲ့အတူအိတ်ခဲ့တာလားဆိုပြီးဂျိုကိုဒေါသတကြီးနဲ့ဆွဆွဲလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲဂျိုရဲ့ဖုန်းစီကိုလည်းစွန်းကစိတ်ပူပြီးဖုန်းဆက်လာခဲ့ပါတယ်အကိုကျိုးစင်ပြေရလာလို့စွန့်ကမင်းနေချိန်မှာပဲယူသွမှုနဲ့တဝင်းတို့မှုတွေဖုံးလွှမ်းသွားတဲ့မင်းကတော့ဂျိုရဲ့ကောင်းကိုနောက်ကနေပြင်းထန်စွာရိုက်ရှာလိုက်ပါတော့တယ်။ဂျိုတယောက်တတိလေးပြီးမြေပြင်ပေါ်သို့လဲကျသွားခဲ့ရပါတယ်။ဂျိုတတိပြန်လာတဲ့အချိန်မှာတော့သူ့ရဲ့လက်ကိုကျိုးတွေနဲ့တင်းကျပ်စွာတုံ့နှောင်ခြင်းခံရပါတယ်။ဂျိုကတော့သူ့ကိုလွတ်ပေးဖို့နဲ့သူသတင်းစာရှင်းလင်းပွဲကိုသွားမှဖြစ်မယ်လို့အတင်းရုံးကန်ပြီးပြောနေပေမဲ့မင်းကတော့အတ္တကြီးစွာဖြင့်ကျွန်တော်ရှိနေသေး၍အကိုနဲ့စွန်တို့ဘယ်တော့မှအတူရှိခွင့်မရစေဘူးလို့ယူသွစွာပြောဆိုလာပါတယ်။တစ်ဖက်မှာတော့သတင်းစာရှင်းလင်းပွဲမှာဂျိုရောက်မလာတဲ့အတွက်ဒရိုက်တာကအကြီးအကျယ်ဒေါသထွက်နေပြီးအကိုဝိတ်ကလည်းစိုးရင်တကြီးနဲ့လိုက်ရှာနေပါတယ်။အဲ့ဒီအချိန်မှာတုံကတော့အရွေးတောက်တဲ့အနေနဲ့ပွဲကိုရောက်ရှိလာခဲ့တာပါ။ဂျိုကမင်းကိုကြည့်ပြီးမင်းကြောင့်သူစူးစမ်းတိဆောက်ခဲ့တဲ့အရာအလုံးပျက်စီးကုန်ပြီလို့နာကျင်စွာနဲ့ပြောလိုက်ပါတယ်။မင်းကတော့ပတ်စံဆိုရင်သူအများကြီးထုတ်ပေးနိုင်တယ်။ဇက်ဆောင်နေရာကိုလည်းပေးနိုင်တယ်။ဒါပေမဲ့စွန်းနေတော့လုံးဝမတွေ့ရဘူးလို့အတ္တကြီးစွာရှုပ်ကင်ထားပါတယ်။ဂျိုကအချိန်ကြီးကိုသဘောပေါက်သွားပြီးလေတံကိုပြောင်းကစတင်ရှော့မော်ပြီးမေးလိုက်ပါတော့တယ်
မင်းကတုံကိုသဘောကျတယ်ဆိုရင်ဘာလို့သူနဲ့စွန်းကိုတဝင်းတူနေရတာလဲငါကမင်းအတွက်တုံကိုတတိရရင်အစားထိုးဖို့အယုတ်တရုပ်ပဲလားမင်းသူ့ကိုရောတကယ်ရှိခဲ့ဘူးရဲ့လားဒီစကားတွေကိုကြားတော့မင်းရဲ့နှလုံးသားပျော့ပြောင်းသွားပြီသူတို့အတူရှိခဲ့တဲ့အချိန်တွေမှာကိုချိုကိုတကယ်ရှိခဲ့တာပါအဲ့ဒါကြောင့်ကျွန်တော်နဲ့ပဲအတူနေပါလို့တောင်းပန်နေပါတယ်ဇိုးကလည်းအလိုက်တင်မယ်ယုံသွင်းတဲ့အနေနဲ့သူလိုအပ်နေတာလည်းမင်းပါပဲလို့ပြောပြီးမင်းကိုစတင်နဲ့ချလိုက်ပါတော့တယ်မင်းယုံကြည်သွားပြီးကျိုးတွေကိုဖြီးပြီးလိုက်တဲ့အခိုက်အတန့်မှာပဲဂျိုကရှက်ရှင်းတက်မြတ်မာယာသုံးပြီးမင်းကိုကျိုးတွေနဲ့ပြန်လည်တုံ့နှောင်ဖြစ်ခဲ့ပါတယ်မင်းရဲ့အရှုံးနောင်ကနေရုံထွက်နိုင်ခဲ့တဲ့ဂျိုဟာအကိုဝစ်စီအပြေးလာသွားခဲ့ပေမဲ့အရာအလုံးကနောက်ကျသွားခဲ့ပါပြီသတင်းစာရှင်းလင်းပွဲပြတ်သွားတဲ့အတွက်ဒရိုက်တာကအကြီးကျယ်ထော်သောထွက်ပြီးဂျိုကိုတရုတ်ဆောင်လောကမှာဘယ်နေရာမှအလုံးလုံးလို့မရအောင်ပိတ်ပစ်ပြီးဖြစ်ကြောင်းအကိုဝေးကစိတ်မကောင်းစွာနဲ့ပြပြလာပါတယ်ဂျိုတယောက်ရင်ကွဲမက်တက်ဝမ်းနေသွားပြီးကျွန်တော်ဘာဆက်လုပ်ရမလဲကျွန်တော်လုပ်တတ်တာဆိုလို့ဒီအစားထိုးစတက်မင်းသားအလုပ်ပဲရှိတာပါလို့ငိုယိုပြီးအကူကြီးတောင်းနေပေမဲ့အကိုဝေးတို့လည်းကုညီနိုင်စွမ်းမရှိတော့ပါဘူးဂျိုကမျှော်လင့်ချက်နောက်ဆုံးလက်ကျန်အနေနဲ့သူ့နိုင်ငံခြားရက်ကွင်းမှာလှုပ်သွားလုပ်မယ်လိပ်စာပဲပေးပါလို့တောင်းဆိုပါတယ်ဒါပေမဲ့အကိုဝေးကတော့ပြက်ပြက်သားသားကြမြင့်ခဲ့ပါတယ်အဲ့ဒီရက်ကွင်းကတရားဝင်လိုင်စင်မရှိပဲမတော်တဆတစ်ခုခုဖြစ်ရင်သူတို့ကလူပြအောင်လက်ဆက်ဖြောက်တတ်ကြတယ်ဂျိုအဲ့ဒီကိုတွားရင်ငါနဲ့မင်းနဲ့ညီကိုတန်ရောစီဒီမိုင်းနဲ့ပြက်ပြီလို့ပြောကအကိုဝေးတို့ဇနီးမောင်နှံကတော့ဂျိုကိုမသွားဖို့တားဆီးနေပါတယ်နောက်တစ်နေ့မှာတော့မင်းကဂျိုရဲ့အလုပ်ကိုသွားပြီးတောင်းညံကဂျိုကိုအသေးအံလိုက်ရှာနေပါတော့တယ်ဂျိုကတော့မြို့ပြင်ချောက်ကမှရက်ကွင်းတစ်ခုကိုရောက်ရှိနေပြီးအကိုဝစ်စီကိုစိတ်မှုပူပါနဲ့ဆိုတဲ့စာတိုလေးပို့ထားခဲ့ပါတယ်ထိုအချိန်မှာပဲမင်းစီကဖုံးဝင်လာပြီးလောင်တရရတဲ့စကားတွေနဲ့တောင်းပန်ကအစ်စ်ကနေပြန်စားဖို့ပြောနေရှာပါတယ်ဂျိုကတော့အရာအလုံးနောက်ကျသွားပြီလို့အေးဆက်စွာပြန်မြင်လိုက်တဲ့အခါမင်းကတော့အကိုကြိုပြန်လာခဲ့ပါလိုအပ်တာမှန်သမျှသူအကုန်ပေးပါမယ်ဘလောက်ပဲကြာကြာသူအိမ်မှာစောင့်နေပါမယ်ဘသူရဲ့အစားထိုးအဖြစ်မှလည်းမလုပ်ခိုင်းတော့ပါဘူးလို့ရင်တွင်းပြင်းနာနာတွေနဲ့တောင်းပန်နေတော့မှာပဲဂျိုရဲ့ဖုန်းဟာအကုံသွားပြီးပိတ်သွားပါတော့တယ်ဒီနေ့ကပဲဇက်လန်ရဲ့အတိတ်နောက်ကျောင်းပြန်ဇက်ကွက်ကြီးတစ်ခုလုံးဟာပြီးဆုံးသွားခဲ့ပါတယ်ညလုံးပြပွင့်လာတဲ့အချိန်မှာတော့ဂျိုဟာတခြားသူတယောက်ရဲ့ခန္ဓာကိုယ်တွေကိုဝိညာဉ်ကူပြောင်းပြီးနှိုးထလာကမင်းနဲ့ပထမဆုံးဆုံတွေ့ခဲ့ရတဲ့မူလအချိန်ကာလကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်ဂျိုဟာတဲထန်စွာရသွင်းနေတဲ့မွေးရည်ထဲမှာအထိတ်ကသူကြုံတွေ့ခဲ့ရတဲ့ခါတီးပြီးနာကျင်စရာကောင်းတဲ့အဖြစ်အပျက်တွေကိုပြန်တွေးပြီးရင်းနှီးအောင်ကြည်ခွဲဝန်းနေနေခဲ့ပါတယ်။စိတ်ပြက်အငယ်စွာနဲ့အိမ်ပြန်လာတဲ့အချိန်မှာတော့သူ့ကိုနှွေးထွေးစွာဂီးဆိုင်ပြီးမြမိခင်ဖြစ်သူရှိနေတာကြောင့်ရင်းထဲမှာအနှဲငယ်စိတ်သက်သာရာရသွားခဲ့ရပါတယ်။ထို့နောက်ဂျိုဟာအင်တာနက်ပေါ်မှာစွန့်တုံနဲ့မင်းတို့ရဲ့သတင်းတွေကိုရှာဖွေကြည့်မိပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကတော့ဂျိုဆိုတဲ့တာမန်အစားထိုးစတက်မင်းသားကောင်လေးပြေဆုံးသွားခဲ့တဲ့အချက်လက်တွေသတင်းစာနာတွေဟာအင်တာနက်စာမျက်နှာပေါ်မှာတခုမှမရှိတော့ဘဲလုံးဝပြောက်ကွယ်နေခဲ့ပါတယ်။ဒါနဲ့ပဲဂျိုဟာသူ့အရင်ကနေထိုင်ခဲ့တဲ့အိမ်ဟောင်းလေးစီကိုရှေးဦးလှည့်ပြီးသွားကြည့်မိပါတယ်။အဲ့ဒီအချိန်မှာအိမ်ထဲမှာမင်းရှိနေခဲ့တာပါ။မင်းဟာသူနောက်ဆုံးပြောခဲ့တဲ့ဂတိစကားအတိုင်းဘလောက်ပဲကြားပါစီစောင့်နေမယ်။အရသာရှိတာတွေရှက်ပြီးအကိုနဲ့တူစားဖို့စောင့်နေမယ်ဆိုတဲ့ဂတိအတိုင်းဂျိုပြန်လာမယ့်ရက်ကိုအဲ့ဒီအိမ်လေးထဲမှာပဲအနည်းတိုင်မျှော်နေချက်အပြည့်နဲ့စောင့်ဆိုင်နေခဲ့တာပဲဖြစ်ပါတယ်။စံတန်လေးကတော့ဒီညမှာပဲပြီးဆုံးသွားခဲ့ပါပြီ။နောက်ပိုင်းတွေကိုလည်းဆက်လက်စောင့်ကြည့်ပေးပါအောင်နော်။